အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဘေးစီယာမင်းပိုင်ဆိုးဖြစ်ပါတယ်ကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေ9ရက်တန်းသမီးအားလုံးအတွက်အကျိုးထူးမယ်ပေါ့နော်နီးကောင်းလေးတစ်ခုလမ်းညွန်ပေးခြင်းလို့ပါဗျာနော်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့မြန်မာယူဝါမှာအခုကာလမှာမကြခင်မှာပေါ့လေနော်သတင်းကျုပ်လပြည့်ရောက်တော့မယ်ပေါ့နော်အဲ့တော့ဝါထွက်တော့မယ်ပေါ့နော်ရက်ပိုင်းလေးပဲလိုပါတော့တယ်အဲ့တော့ဝါထွက်ပြီဆိုတော့လည်းဘာဖြစ်လဲဆိုရင်အများအဖြစ်ပေါ့နော်ဝါနေကာလမှာဆိုရင်အိမ်အပြောင်းရွှေ့တွေမလုပ်ကြဘူးမင်္ဂလာဆောင်တွေဘာတွေမလုပ်ကြဘူးပေါ့လေရှောင်ကြရှားကြတယ်ဒါဒလိထုံတန်းအစင်လာရပေါ့နော်အဲ့တော့ဝါကျုပ်ပြီးဆိုတာနဲ့တချို့ကလည်းအိမ်တော်ရက်သားတွေပြုဖို့ဒါမျိုးတွေပေါ့နော်တချို့ကလည်းအိမ်ပြင်မယ်တို့အိမ်ဆောက်မယ်တို့တချို့ကတော့အိမ်အစ်ကိုကူပြောင်းတော့မယ်တို့နေရာဌာနတွေကူပြောင်းကြတော့မယ်ဆိုပြီးတော့ရည်ရွယ်ထားတဲ့သူတွေကြံစီနေတဲ့သူတွေအများကြီးရှိကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုပြောမှာကအဲ့လိုမျိုးအိမ်နေရာထိုင်ခင်းပေါ့လေပြောင်းရွှေ့တဲ့အားကိုအသုံးဝင်မဲ့နည်းလေးပေါ့နော်အိမ်တက်မင်္ဂလာလို့ပဲခေါင်းစဉ်တက်ကြပါစို့ဗျာနော်နေရာတစ်ခုကနေတနေရာကိုရွှေ့ပြောင်းတာပေါ့နော်ပြောင်းတဲ့အခါမှာလုံးဝမနေရသေးတဲ့အိမ်တစ်ခုဝယ်ပြီးတော့အဲ့အိမ်ကိုပြောင်းတာလဲပြောင်းတာပေါ့တချို့ကတော့လူများအိမ်အဟောင်းဖြစ်ရင်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ဗျာကိုကအဆောင်ငားနေရတဲ့အခန်းငားနေရတယ်ပဲဖြစ်ဖြစ်ကိုတခါမှမနေဘူးတဲ့နေရာကိုသွားပြောင်းနေတာလဲအတူတူပါပဲဗျာနော်အဲ့တော့ကိုကအိမ်အတစ်ခုပြောင်းတာကိုအဲ့တော့အပြောင်းရွှေ့လုပ်တဲ့အခါမှာမင်္ဂလာရှိအောင်ဘယ်လိုပြောင်းရွှေ့ရမလဲအိမ်အပြောင်းရွှေ့မင်္ဂလာလေးကြောင်းကျွန်တော်မျှဝေပေးချင်တာပေါ့နော်နီလာလေးနှစ်ခုလောက်ကျွန်တော်အလွယ်ကူဆုံးဖြစ်အောင်မျှဝေပေးခြင်းတယ်အဲ့တော့ပြောင်းမယ်ရွှေ့မယ်ဆိုလို့ရှိရင်အရင်ဆုံးကိုတခါမှမနေဘူးတဲ့အိမ်တွေပါတွေဆိုတော့ပထမဦးဆုံးထားပါတော့ကိုကမနှက်ဖြန်သွားပြီးတော့အိမ်ပြောင်းတော့မယ်ဆိုရင်ဒီလိုနေ့မျိုးမှာကြိုပြီးတော့အဲ့ဒီအိမ်နေရာထိုင်ခင်းအခန်းတွေကိုတက်ရောကမွန်းတို့အမွေးနာတာရေတို့အဲ့ဒါလေးတွေနဲ့တေချာပေါ့အတော်ရောက်ပြီးတော့တန့်ရှင်းလုပ်မယ်ပတ်ဖြန်းပြီးတော့ပြိပထန်တွေရွတ်ပြီးတော့ပူဇော်ပြီးအရင်ဆုံးတန့်ရှင်းလုပ်ထားပေးရမယ်ဒါအပြင်ဖះစင်မှာမြတ်စွာဘုရားသတင်းသုံးမဲ့ဒီဖះအကြောင်းဆောင်မှာပေါ့နော်ဖះကတော့နောက်နေမှတည်လာမှာပေါ့နော်အရင်ဆုံးဘာလုပ်ထားရမလဲဆိုရင်ပန်း9မျိုးနဲ့ဖះပန်းပူဇော်ထားရမယ်အဲ့မှာထားပေးရမယ်ကြိုပြီးတော့မြတ်စွာဘုရားကြွလာတဲ့ခါမှာအစင်နဲ့စောက်ကြိုနေလို့ရအောင်ပေါ့နော်ပန်း9မျိုးပြီးလို့ရှိရင်တောက်တော့ရေချမ်းလေးနဲ့အစင်နဲ့အဲ့ဖះစင်မှာပြင်ထားပေးရမယ်ပေါ့နော်ဟုတ်ပြီနောက်ရက်ကျတော့လာကြတာပေါ့လာတော့ဘာလို့ကလဲဆိုတော့အဲ့အချိန်ကိုအရန်အရေးကြီးတာပေါ့နော်အချိန်လေးပြောချင်တာပါနှမျိုးပြောမယ်ပထမတစ်မျိုးကဘာလဲဆိုတော့အလွယ်တကူလှုပ်လို့ရအောင်အိမ်တော်ဦးစီးရဲ့နေ့ပေါ့နော်အဲ့ဒီနေ့ပေါ့အိမ်တော်ဦးစီးကဘယ်နေ့လဲဥပမာတနင်္ဂနွေနေ့ဆိုတနင်္ဂနွေနေ့ပေါ့သူ့ရဲ့ကံအမြင့်ဆုံးအချိန်မှာပြောင်းရွှေ့လို့ရှိရင်ပို့ပြီးတော့စီးပွားတက်တယ်အဲ့အိမ်တော်ကြီးကပို့ပြီးတာရတဲ့စီးပွားလက်လာပါတွေပို့ပြီးဖွံ့ဖြိုးတိုးတက်တယ်ဒီညီကိုမောင်နှမဆွေမျိုးသားချင်းမိဘနဲ့သားသမီးရအစားပေါ့လေစီစီကားတက်တက်မြိုင်မြိုင်ဖြစ်တာပေါ့အဲ့တော့သူ့ရဲ့ကံအမြင့်ဆုံးအချိန်ကိုကျွန်တော်တို့ရွှေ့ကြရတယ်ပေါ့ရွှေ့တဲ့ခါမှာလဲဒါကတော့ဟိုပြဿနာတွေရရစာတွေဘာတွေကတော့ကိုယ့်အကူပြက်နေနေကြည့်ပေါ့နော်နံပါတ်1အရေးကြီးဆုံးမှတ်ထားမှာကဟိုရရစာလေးဘာတွေဖြစ်တော့ကောင်းတာပေါ့မဖြစ်ခဲ့ရင်တော့မှပြဿနာတော့မဖြစ်စေနဲ့ပေါ့နော်ဒီရက်လို့ထဲကိုတော့တစ်ချက်ရွေးမယ်ရွေးပြီးတော့သူ့ရဲ့နေ့ဖြစ်ဖို့လိုတယ်ဥပမာတနင်္ဂနွေသားသမီးပြောင်းမယ်ဆိုရင်တနင်္ဂနွေနေ့မနက်9နာရီတိတိမှာပြောင်းတနင်္လာသားသမီးဆိုလို့ရှိရင်လည်းတနင်္လာနေ့မနက်9နာရီပေါ့အိမ်အောင်ဦးစီးနော်အိမ်အောင်ဦးစီးရဲ့နေ့မနက်9နာရီတိတိမှာအိမ်ပေါ်တက်ပေးရမှာပေါ့နော်အင်္ဂါဆိုလို့ရှိရင်လည်းအင်္ဂါနေ့မနက်9နာရီတနင်္လာအင်္ဂါအဲ့လိုမျိုးပေါ့မနက်9နာရီ9နာရီပေါ့နော်အိမ်အောင်ဦးစီးရဲ့9နာရီအဲ့ကာလကသူ့ရဲ့ကံအမြင့်ဆုံးကာလတွေမှာပါတယ်ပါတဲ့ခါကျတော့ပြောင်းရင်ဘယ်လိုပြောင်းရမလဲခုနက9နာရီဆိုရင်9နာရီမတိုင်ခင်ဗျာ10နာရီခွဲလောက်ပေါ့အိမ်နားကိုအရောက်သွားပေါ့အိမ်ပေါ်မတက်နိုင်အောင်ကြိုပြီးတော့ရောက်အောင်ပေါ့ခုနက9နာရီကဒေါင်နဲ့ထိုးတဲ့အချိန်ကျမှအဲ့အိမ်ကိုစတက်ပါတက်တဲ့ခါကျလို့ရှိရင်အိမ်တော်ဦးစီးကဒီဖျားစင်းတို့တော်တွေကိုပိုက်ထားပေါ့နော်ပိုက်ပြီးလို့ရှိရင်ဘာလို့ကလဲဆိုတော့အဲ့သူကအိမ်ထဲကိုမဝင်ခင်အိမ်အဝမှာခုနကသူ့ရဲ့မိသားစုဝင်တွေကပေါက်တို့တက်နိုင်လို့ရှိရင်တော့ပတ်စံတို့စသည်အဖြစ်ပေါ့နော်ရွှေမိုးငမိုးလေးပေါ့ကျဲတုံပြီးပေါ့နော်ကျဲတော့ပြီးမှသူကအိမ်ပေါ်တက်ပြီးတော့မှဖះเจ้าတော်မှာဖះကိုတွားရောက်ပြီးတော့နေရာချပေးမယ်ပေါ့နော်အဲ့တော့ဖះတွေဘာတွေရှုပ်ခုမယ်စသည်အဖြစ်ပြေးပြီးတော့နေရုံမယ်ပေါ့ပြီးလို့ရှိရင်တောက်ရီအိုးစင်တို့စံတို့စီတို့ဒီစားတော့ကုန်နဲ့ပတ်သက်တဲ့ဟာကိုအရင်ဆုံးထည့်မယ်အဲ့ဒါထည့်လို့အားလုံးပြီးသွားမှအနောက်ကလိုအပ်တဲ့ပရိဘောဂတွေကိုထည့်ပေးရမယ်ပြီးလို့ရှိရင်အိမ်သစ်တက်မင်္ဂလာဖြစ်တဲ့အတွက်မင်္ဂလာရှိတဲ့ဟိုတရားဓမ္မပေါ့နော်ပရိတ်တွေပဋ္ဌာန်းတွေဓမ္မပူဇာတေးတွေအဲ့ဒါမျိုးလေးတွေကိုရုပ်ဖက်တဲ့ဆဲတခြင်းလေးတွေကက်ဆက်လေးတွေဖွင့်ပေါ့နော်အဲ့လိုလေးနေပြီးတော့ရွှေ့ပေးကြပါတခုရှိတာကမင်္ဂလာရှိတဲ့အချိန်ကြီးယူတာဖြစ်တဲ့အတွက်အဲ့ဒီအပြောင်းရွှေ့တွေလိုက်ပါလုပ်တဲ့သူတွေဒီစကားအပြောဆိုအမရန်ဆင်ကျင်ပါနမိတ်မရှိနမမရှိတဲ့စကားတွေမပြောပါနဲ့မြန်မာနိုင်ငံသားတွေကနမိတ်ကိုအရန်ယုံကြည်ကြတယ်နမိတ်ဆိုတာလည်းအမရန်အရေးပါလုံးတယ်လေတချို့လေးတွေရှိသေးတယ်အိမ်ပေါ်မတက်သေးဘူးပေါ့ဘာဖြစ်တယ်လို့ညာပြီးတော့မကောင်းတဲ့အနိဋ္ဌာကြီးတွေပေါ့လေဒီအိမ်ပေါ်ရောက်မှဘဝပြတ်တော့မလားတော့ပါဒါကြီးအရန်ပင်မနာဒီအိမ်ပေါ်တက်တာနဲ့ဒါကြီးထိုင်းငါတက်ရတာနဲ့သေတော့မဲ့အတိုင်းပဲလို့မဖြစ်နိုင်တဲ့အဲ့လိုမျိုးပောက်ကြရတွေရှောက်ပြောတဲ့အခါမှာနမိတ်နမတွေမရှိဘူးလို့ခေါ်တယ်အဲ့လိုအပြောဆိုကြမ်းတမ်းခက်တာနဲ့ဟာတွေတချို့တွေကအိမ်ပေါ်မရောက်သေးဘူးခုနပြောရင်ရွှေရင်နဲ့ဆိုပြီးတော့တောက်စားတဲ့ဟာတွေတချို့ကကြတော့ဟိုမကောင်းတဲ့တခြင်းတွေပေါ့နော်စူညံပေါ့တော့ရောက်နမိတ်မရှိနမမရှိတဲ့တခြင်းတွေအော်ဟစ်ပြီးဖွင့်တာတွေကစလုံးဝရှောင်ကျဉ်ရပါတယ်အဲ့ဒါတွေလုပ်မယ်ဆိုတော့ဒါအလွယ်အကူဆုံးနဲ့အကောင်းဆုံးဖြစ်ပါလိမ့်မယ်
နောက်တစ်ခုထပ်ပြီးတော့မျှဝေပေးချင်တာကဘာလဲဆိုတော့နောက်တနည်းပဲလောက်တာတော့အတူတူပဲအချိန်ကွာခြားမှုရှိတာကိုပြောတာပါအခုဒုတိယပြောမယ့်နည်းကတော့တကယ်လိုက်နာကျင့်သုံးနိုင်တယ်ဆိုရင်တကယ်ကိုထုံထုံပေါက်ပေါက်နဲ့စီဝါလက်လာပါဒီလာတိုးတက်ပြီးတော့ကောင်းမွန်တဲ့မိသားစုတွေအိမ်ကောင်းတစ်ခုဖြစ်တည်လာမယ်ဆိုတာကျွန်တော်အမှတ်ခံတယ်အဲ့ဒါဘာလို့ကလည်းမင်းရင် तू ကကြတော့ခုနကအိမ်အောင်ဦးစီးရဲ့နေ့9နာရီမဟုတ်ဘဲနဲ့အဲ့အိမ်အောင်ဦးစီးရဲ့အမြင့်လို့ခေါ်တယ်အမြင့်ထားပါတော့အိမ်အောင်ဦးစီးကတနင်္ဂနွေသားသမီးဆိုရင်အဲ့တနင်္ဂနွေသားသမီးရဲ့အမြင့်ကစနေနေ့လို့ခေါ်တယ်နော်ဟိုမှာတနင်္လာရဲ့အမြင့်ဆိုလို့ရှိရင် तू ကတနင်္ဂနွေနေ့မှာတက်ကြတယ်ပေါ့နော်ဆိုတော့အင်္ဂါရဲ့အမြင့်ဆိုလို့ရှိရင်တနင်္လာကြာသပတေးရဲ့ဒီအမြင့်ဆိုလို့ရှိရင်ဗုဒ္ဓဂူရဲ့အမြင့်ဆိုရင်အင်္ဂါသူကအနောက်ဆုတ်သွားတာပေါ့တောက်ကြရဲ့အမြင့်ဆိုရင်ကြာသပတေးနော်စနေရဲ့အမြင့်ဆိုရင်တောက်ကြတနင်္ဂနွေရဲ့အမြင့်ဆိုရင်စနေအဲ့တော့ဘယ်ချိန်မှာတက်ကလဲမင်းရင် तू ကမနက်9နာရီတိတိမှာတက်ကြတယ်နော်မနက်9နာရီတိတိမှာတက်ကြတယ်အဲ့တော့9နာရီဆိုတော့ကအခုခေတ်ကာလတွေမှာတော့နည်းနည်းလေးဟိုဘယ်လိုပြောမလဲအလင်းအောင်သိကောင်းကောင်းလေးမရတတ်တဲ့ကာလပေါ့နော်အာယုံကာလလို့ခေါ်မှာပေါ့9နာရီဆိုတော့တချို့ကတော့အဲ့ဒီပြက်တာတွေကိုလိုကလန်ဖြစ်တာတွေဘာတွေညာတွေဆိုပြီးတော့ညီးတွားတတ်တဲ့သူတွေရှိတယ်ဒါကတော့သူတို့ကဏ္ဍအဲ့လိုလူတွေကခုနကမလုပ်နိုင်ဘူးဆိုတော့9နာရီမှာလို့ဒါပေမဲ့တတိကျလုပ်နိုင်တယ်ဆို9နာရီမှာလုပ်တာအကောင်းဆုံးပဲအဲ့တော့အဲ့9နာရီမှာခုနကပြောတဲ့အတိုင်းပဲကြိုပြီးတော့အဲ့မှာသွားပြီးတော့ပန်း9မျိုးနဲ့ဖះကိုပူဇော်ပြီးနေ့နဲ့9ခုရှိတာပေါ့ဗျာနော်ပန်း9မျိုးနဲ့ပြီးလို့ရှိရင်တက်တက်လွတ်တွေဒီအသေးအနံနေနော်တက်တက်လွတ်တွေနဲ့ကြာစံကြော်တွေဘာတွေကိုအဲ့ဒါကြော်လော်ပြီးတော့မြတ်စွာဘုရားကိုဆုံးကပ်ဖို့အတွက်ပါပြင်ဆင်ထားပြီအဲ့တော့ခုနကလိုပဲဒီမနက်9နာရီတိတိမှာဖះကိုပိုက်ပြီးတော့အိမ်အောင်ဦးစီးကနေအရှိကနေတက်ပြီးတော့ဖះเจ้าမှာသွားပြီးတော့နေရာချမယ်ပြီးတော့ခုနကပြည့်ပြည့်ထန်းနေလုပ်မယ်ရွတ်မယ်နော်ဒါတွေအစဆုံးလုပ်မယ်ခုနကအနောက်ကနေအစင်တိုင်းပဲတောက်ရီအိုးတို့တခြားစားတော့ဖွယ်ရတွေဘာတွေတို့ထည့်မယ်ပြီးတော့မှရွှေ့ပေါ့နော်ပြီးရင်အဲ့မနက်စောစောမှာဘာထက်လုပ်ပေးရလဲဆိုတော့ခုနကဒီရွှေ့တဲ့ပြောင်းနေမိသားစုတွေအပါဝင်တခြားကုကျင်တဲ့သူတွေကိုအတွက်လဲအဲ့ဒီအိမ်မှာမီးသွေးမီးဖို့လေးနဲ့ကျန်တဲ့မီးဖို့မရအောင်နော်မီးသွေးမီးဖို့လေးနဲ့ရင်အိုးလေးကြုံမယ်ပြီးလို့ရှိရင်အဲ့ရင်အိုးလေးနဲ့ခုနကကော်ဖီလေးတွေသို့မဟုတ်လက်ဖက်ရည်လေးတွေဖြောမယ်နော်အဲ့ဒါလေးတွေနဲ့ကော်ဖီလေးတွေဘာလေးတွေတိုက်နော်အဲ့ဒါလေးတွေကိုဒါနပြုပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ဝိုင်းဖွဲ့ပြီးစားတော့မယ်ပြီးလို့ရှိရင်ခုနကပိတ်ပထမဖြစ်စေဓမ္မပူဇာလေးတွေဖြစ်စေမင်္ဂလာချက်တွေရှိတဲ့အဲ့ဒီတခြင်းလေးတွေကိုဖွင့်မယ်အဲ့ဒါဆိုရင်အကောင်းဆုံးဖြစ်မယ်ဘာကြောင့်လဲလို့ဆိုလို့ရှိရင်ကျွန်တော်တို့ကမနက်9နာရီဆိုတော့က तू ကအမြင့်ပေါ့နော်ဟိုကျွန်တော်တို့အမြဲတမ်းဒီ diet စနစ်နဲ့နေနေဆိုလို့ရှိရင်အမြင့်ဆိုတာကခိုင်မာစေတဲ့သဘောကိုဆောင်တာပေါ့အဲ့တော့အဲ့ဒီအမြင့်တွေရဲ့မနက်စောစောလေးမနက်စောစောမှာ तू က9နာရီဆိုတော့ကအာယုံတက်ချိန်လို့ခေါ်တာပေါ့နော်အရှိရက်ကနေတဖြည်းဖြည်းနဲ့အာယုံကအလင်းရောင်တွေဖြိုးလာတယ်ပေါ့နော်ခုနကလည်းကျွန်တော်မီးသွေးမီးဖို့လေးနဲ့မီးသွေးမီးခဲလေးတွေကလည်းတဖြည်းဖြည်းနဲ့ရဲတောက်လာတယ်ပေါ့နော်ပတ်ဝန်းကျင်တစ်ခုလုံးကအလင်းရောင်တွေနဲ့ပြည့်နှက်လာတယ်ကိုယ့်ရဲ့စီးပွားရေးတွေငွေကြေးတွေကလည်းအဲ့ချိန်ကစပြီးတဖြည်းဖြည်းတက်လာပြီးဆိုပြီးတော့စိတ်ထဲမှာသဘောထားရမယ်မေတ္တာတုတ်တွေကျွတ်ကမယ်တေချာလေးကျွတ်ဖတ်တဲ့ဆယ်ပြီးလုပ်မယ်ဆိုရင်အဲ့ဒီအဲ့ချိန်ကစပြီးတော့အဲ့ဒီစီးပွားရေးတွေအဲ့ဒီအိမ်အောင်ဦးစီးကအစပေါ့လေဒီမိသားစုဝင်တွေတိုက်တိုက်ရွှင်ရွှင်ပျော်ပျော်ပါးပါးနဲ့စီးပွားလက်လာပါလေးတက်ပြီးတော့တကယ်ပဲအောင်မြင်ဖြစ်တော့မယ်ဆိုတာအာမခံနဲ့အဲ့ဒီနှစ်မျိုးမှာလုံနိုင်ကြရင်တော့ပိုကောင်းပါတယ်အဲ့တော့အဆင်ပြေတဲ့ဟာလေးတွေရွေးချယ်ပြီးလုပ်ပါလို့ခုနှစ်ရက်သားသမီးတွေအကျိုးကိုမျှော်ကိုပြီးတော့ပြန်လည်မျှဝေပေးလိုက်ပါတယ်ခုနှစ်ရက်သားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်